Hello everyone အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ business page ကကြိုဆိုပါရစေဒီကျမရဲ့ global digital business ကိုကျမဘယ်လို run နေလဲဆိုတဲ့အကြောင်းအရာလေးပြပြချင်တယ်ကျမကဒီလုပ်ငန်းကို flexible ရှိလုပ်ကိုင်နိုင်တာဖြစ်တယ်ဒီလုပ်ငန်းကကိုယ့်မိသားစုလေးနဲ့အချိန်ပေးနေရင်ကြီးရည်သွားရင်းနဲ့လည်းလုပ်ကိုင်လို့ရတဲ့လုပ်ငန်းမျိုးစားဖြစ်တယ် 100% online ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကျမတို့ business run နေတဲ့အချိန်အတိုင်းတာအတွင်းမှာကိုယ့်မိသားစုနဲ့အချိန်ပေးပြီးတော့ quality times လေးတွေပျော်ရွှင်တဲ့အချိန်လေးဖြစ်တတ်နိုင်တာဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့အိမ်မှာအလွယ်တကူ business ကိုလမ်းလုပ်နိုင်တာဖြစ်တယ်ဒါကလည်းအရန်ကောင်းပါတယ်ပြီးရင်ကိုယ့်မိသားစုအတွက်ရတာရှိရဲ့အချက်ပြုတ်ပြီးတော့ဟင်းနေရာလေးချက်ပြုတ်ရင်း personal care လုပ်ရင်းနဲ့လည်း business ကို run နိုင်တာဖြစ်တယ်ကျမတို့လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလည်းကိုကြိုက်တဲ့နေရာကြိုက်တဲ့ area ပေါ့နော် flexible working space ကနေပြီးတော့လုပ်ကိုင်နိုင်တာဖြစ်ပါတယ်အမြဲအသစ်တွေလည်းသင်ယူလေ့လာပြီးတော့ supportive community နဲ့တည်ဆောက်ထားတဲ့ဒီ global digital business အတွက်ရရှိရဲ့အကျိုးမြတ်အနေနဲ့ကျမအနေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ memory လေးတွေရရှိနေတာဖြစ်ပါတယ် milestone တွေလည်းရရှိနေတာဖြစ်တယ်ဒီလုပ်ငန်းက 100% legitimate ဖြစ်ပြီးတော့ step by step training တွေလည်းရှိတယ် one time investment ရှိပြီး flexible schedule နဲ့လုပ်ကိုင်လို့ရတဲ့ digital business ကိုဝင်ရောက်လေ့လာကြည့်ဖို့လည်းကျမရဲ့မိတ်ဆွေတွေဖိတ်ခေါ်ခြင်းနဲ့ဒီကျမရဲ့ Roselyn ခင်တော်မဲ့ business page မှာလည်းဝင်ရောက်လေ့လာနိုင်တယ်လို့ကျမရဲ့ website ဖြစ်တဲ့ www.roselyn ခင်မှာလည်းလေ့လာနိုင်ပါတယ်ရှင်ကျေးဇူးပါ